လူတဲ့အခါမှာဘာအရေးကြီးတယ်လဲတဲ့ဝိဝတ္တနေတိတဖြစ်အောင်လှူရတယ်ဝိဝတ္တနေတိတဆိုတာဝတ်မှထွတ်မြောက်ကြောင်းဖြစ်အောင်လှူရတယ်ဆိုတော့ဒီအလှူကြောင်းဒီပြီးတော့နတ်ပြည်ရောက်ရပါလို့တထေးဖြစ်ရပါလို့ဖြစ်လျာဘဝမှာချမ်းသာရပါလို့စသည်ဖြင့်အဲ့ဒီလိုထူတောင်းပြီးတော့လှူရင်ဒါဟာဝိဝတ္တနေတိတကုသိုလ်မဖြစ်ဘူးဝတ်မှထွတ်မြောက်ကြောင်းနိဗ္ဗာန်ရောက်အောင်မပို့တော့ဘူးကောင်းမှုကကိုဝတ်ထဲပဲပြန်လည်အောင်လုပ်ပြီးတော့မှာကိုဆူတောင်းတာကဒါပဲဆူတောင်းတာတထေးဖြစ်ရပါလို့ဆူတောင်းမယ်တထေးဖြစ်မှာပေါ့နတ်ပြည်ရောက်ပါလို့ဆူတောင်းမယ်နတ်ပြည်ဖြစ်မှာဝတ်ထဲပဲပြန်ပြီးတော့ကြိုးပေးတယ်ဘုမထွတ်မြောက်ရဖြစ်နိဗ္ဗာန်ကိုကြုံတယ်ဒါကြောင့်မို့အလှူဒန်းပြုတဲ့အခါတခြားကောင်းမှုကိုသူပြုတဲ့အခါဝတ်မှထွတ်မြောက်ကြောင်းဖြစ်တဲ့နိဗ္ဗာန်ကိုရည်မှန်းပြီးတော့ဆူတောင်းပြီးတော့ပြုကြရအောင်ကျန်တာတွေကသူလာလေပဓာနအနေနဲ့ကတော့နိဗ္ဗာန်ကိုပဲဆူတောင်းရတခြားတွေကတော့အပဓာနအနေနဲ့တော့ဆူတောင်းပေါ့လေဆိုတော့နိဗ္ဗာန်မရခင်ဒီပြလို့ဖြစ်လျက်ပေါ့မှာချမ်းသာဖြစ်ပါလို့ဒါလို့ဆူတောင်းသို့တော့ပဓာနဆူတောင်းချက်ကဘာဖြစ်ရမလဲတန္တရာဝတ်မှထွတ်မြောက်ကြောင်းဖြစ်ရနောက်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဖြစ်ရအဲ့ဒီလိုလှူမှဒီကုသိုလ်ကဒီတန္တရာဝတ်မှထွတ်မြောက်အောင်ကိုယ်ကိုလှုပ်ပေးဒီလိုမဟုတ်ဘဲနဲ့လောကီစည်းစိမ်ကိုပဲရည်ရွယ်ပြီးတော့လှူမယ်ဆိုရင်လောကီစည်းစိမ်တွေတော့ရမှာပဲသို့တော့တန္တရာမှထွတ်မြောက်ကြောင်းထင်အောင်သူကပုံတိုက်ရိုက်ပုံမပေးနိုင်တော့ဒါကြောင့်မို့ဝိဝတ္တနေတိတဖြစ်အောင်လှူရမယ်ပြီးတော့ဒါနကြောင့်တခြားပါရမီတွေပြည့်လွယ်တယ်ဒါနပြုတဲ့ပုဂ္ဂိုလ်ကဘဝထဲမှာချမ်းသာဘူးလားချမ်းသာနေရဥမတောင်မှသီလဆောင်တယ်ဆိုဗမာစကားလုံးရှိဆင်းရဲရင်ဆင်းရဲတယ်လို့မတော်တော်လေးမလုပ်တတ်ဘူးလားဆင်းရဲလို့စားကြမလို့သူများဟာခိုးတယ်တိုက်တယ်လိန်နေညာတယ်လုပ်ကြတယ်ဒါနပြုလို့ချမ်းသာနေတဲ့ပုဂ္ဂိုလ်ကသူများလိန်တာတို့ခိုးတာတို့လုပ်မလားဒါကြောင့်မို့သီလဆောင်ဖို့ကလည်းဒါနရှိတဲ့ပုဂ္ဂိုလ်ကသီလဆောင်ဖို့ကလည်းပဲလွယ်ကူတယ်အမျိုးမျိုးပေါ့လေဘာပဲဖြစ်ဖြစ်နောက်ဆုံးတရားထိုင်နေငွေရှိတဲ့လူကဆိုတော့ဒီနေ့အလုံးမလုပ်ခနဲ့သူတရားထိုင်လို့ရတနေ့မှစားစရာမရှိတဲ့ကောင်ကတနေ့တရားမထိုင်နိုင်ဘူးဘာလို့ဆိုသူပဲအလုံးလုပ်ရအဲ့လိုဒါနရှိခဲ့တဲ့ပုဂ္ဂိုလ်ကဘာပဲဖြစ်ဖြစ်ဒီဘဝမှာကောင်းတဲ့တခြားပါရမီတွေစီးပူးဖို့ရန်လည်းပဲပို့ပြီးတော့အခွင့်အလမ်းတာတယ်တချို့ကပြောလို့ရှိတယ်ဒါနလုပ်ရင်မင်းတို့တန်တရားရှိလိမ့်မယ်မလုပ်နဲ့လို့ဟောတဲ့ပုဂ္ဂိုလ်တွေရှိတယ်မြတ်စွာဘုရားလောက်ဒါနရှိတဲ့ပုဂ္ဂိုလ်လောကမှာဘယ်လိုရှိလဲခုနပြောတဲ့ဒါနပါရမီဆိုတာအထုထစ်ရောက်အောင်ပြုခဲ့တာအဲ့ဒီမြတ်စွာဘုရားတကယ်တန်တရားရှိလားတန်တရားရှိရင်မြတ်စွာဘုရားဂုတိအောင်ရှိအောင်မှာပေါ့ဟုတ်တယ်မလားမြတ်စွာဘုရားပြိဋိနိဗ္ဗာန်ပြုသွားတယ်အဲ့တော့မြတ်စွာဘုရားလို့ဒါနမှာအထုထစ်ရောက်တဲ့ပုဂ္ဂိုလ်တော်မှာတန်တရားမရှိရင်တခြားလူရောတန်တရားရှိနေမှာမဟုတ်လားမရှိဘူးအဲ့တော့ဘာလဲဒါနကရှိသေးတာမဟုတ်ဘူးဒါနပြုတဲ့အခါမှာစန္ဒာလေးကရှိသေးတာဟုတ်တယ်မဟုတ်လားတပည့်တော်ဖြစ်လျာဘဝမှာဘာဖြစ်ရလို့ညာဖြစ်ပါလို့ဆူတောင်းနေအဲ့ဒါကရှိသေးတာဒါနကရှိသေးတာမဟုတ်ဇောတိကတတိအလောင်းနဲ့သူတို့ညီကိုနှစ်ယောက်ဒါနပြုတော့ဆူတောင်းတာဇောတိကသူကဖြစ်လျာဘဝဒီချမ်းသာအောင်ဆူတောင်းပြီးတော့နောက်ဆုံးမှတန်တရာကကျွတ်လို့ဖို့ပါတယ်ဒါသူညီကတော့ဒီဘဝတွေကျွတ်ရှင်နေဆိုတော့သူကအဲ့ဒီဘဝတွေကျွတ်သွားတယ်သူကတော့ဘဝများစွာကျင်နေပြီးတော့ဒီခေါရမမြတ်စွာဘုရားလက်ထက်ကျမှကျွတ်တတိဖြစ်နေတော့ကျွတ်တော့ပေါ့အဲ့ဒီလိုဒါနကရှိသေးတာမဟုတ်ဒါနကတ်နေတဲ့အဲ့ဒီဆန္ဒလေးကအဲ့ဒါကရှိသေးတယ်ဒါကြောင့်ဒါနပြုတဲ့အခါမှာဝိဝတ္တနေတိတဖြစ်အောင်သာပြုဒါနကတန်ត្រာမရှိသေးဘူးအဲ့တော့ဒါန for ဒါန sake ဟုတ်မလားဒီသူတစ်ပါးကိုပေးရတယ်ဆိုတာအလွန်ပြောစရာကောင်းတဲ့လုပ်ငန်းမရှိသေးတဲ့လူဆိုတော့ကိုကပေးလိုက်ရတယ်ဟုတ်တယ်မလားသူ့မှာဝန်တာသွားတယ်လိုးနေတာပေးရတယ်အဲ့လိုဒါနဆိုတာဟာပြုကျင်စရာကောင်းတဲ့ကျင့်စဉ်တစ်ခုပဲဒါကိုအထူးကြိုးစားပြီးတော့ပြုကြဒါနကိုဥစဉ်တော့ဟောနေတော့တို့ကိုလှူရမယ်လို့ဥစဉ်တော့ဒီလိုဆိုလိုတာမဟုတ်ပေးပါကမ်းပါလှူပါတမ်းပါသာသနာတော်ကိုလှူပါတန်ခါတော်ကိုလှူပါကိုလောက်ဟောမပြုသေးတဲ့ပုဂ္ဂိုလ်ကိုပဲပေးပါကမ်းပါဒါတွေအကုန်လုံးဒါနကြီးဘုန်းကြီးတွေတော့မှဒါနမလုပ်ဘဲမနေရဘူးလုပ်ရတယ်ဥစဉ်တို့နေတဲ့ဒါနလုပ်နေသေးလားဥစဉ်တော့ပြောလို့ဥစဉ်တော့ပတ်စံမကုန်တဲ့ဒါနလုပ်တာဟုတ်လားဖခင်အနေနဲ့ရေလှူးနေတင်ကြီးလှူးနေဦးဇင်းတို့ဒါနလုတ်တတ်တော့ကောင်းတဲ့ဒါနဖြစ်အောင်လုတ်တတ်တာအခုတချို့ကပြောနေတယ်ဘုန်းကြီးတွေကဒါနမလုတ်ဘူးဟုတ်လားဘုန်းကြီးတွေကလည်းသူ့အထာနဲ့သူလုတ်နေကြတာပဲအခုဒီနိုင်ငံတော့သင်္ကန်းကသူများလှူစားမရှိလို့ဗမာပြည်မှာဆိုဦးဇင်းတို့ကအများအားသင်္ကန်းတို့ဘာလို့ရှိတာအကုန်လှူးနေတာပဲဒီကြောင်းလဲဆိုရင်ဆိုတော့ဥဒုမီတစ်ထောင်ထည့်တယ်ဒီဆရာတော်လည်းထည့်ထားတယ်ဒါနပဲလှူတာပဲအဲ့ဒီလိုကိုအတိုင်းတန်နဲ့ကိုပြုနေကြတာဦးဇင်းတို့ကဒါနကိုဘယ်လိုပြုရလဲဆိုသိတော့တကယ်ကောင်းတဲ့ဒါနပြုအောင်လုပ်လို့ရတယ်
နောက်ဆုံးဏီကုန်းချုပ်တင်တဲ့ကတော့ကိုဒါနနဲ့ကြီးဂျင်းနဲ့မနေကြနဲ့လို့ဒါလေးတခါဟောခြင်းတယ်ဒါကိုကဟောတာမဟုတ်ဘူးရှင်ပိစိကဗုဒ္ဓရိယဟောတာဘုရားကဟောတာနောက်မှာတဲ့ဒါနဟာဖြည့်လျာပေါ်မှာမင်းတို့ချမ်းချမ်းသာသာနေရမယ်ပေါ်များမယ်ဗာမင်းညာမယ်ပေါ့လေဒါလေးကောင်းပါလေဒါမှမဟုတ်ဒါနတဲ့တာရာကတော့ဗာလဲဆိုရင်တမထဝိပဿနာပဲတဲ့တမထဝိပဿနာဆိုသီလရှိမှဖြစ်တာဆိုသီလပါပါတော့ပေါ့ဒါကြောင့်မို့ဒါနပြီးုံနဲ့တော့ကျင့်တတ်မနေစမ်းနဲ့ဘာလို့တို့ကွာအကြောင်းသွားပဲလူနာနာပဲတို့တာဝန်ကြီးပါပြီအကြောင်းအပေါ်မှာတာဝန်ကြီးတာတော့ဟုတ်တယ်ကိုကျူးရှိအောင်လုပ်ဖို့ကြတော့လိုသေးတယ်သီလလည်းစောင့်တည်ရမယ်တမထဝိပဿနာကိုလည်းပွားများပြအောင်ပွားများရမယ်ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေရဲ့နောက်ဆုံးပန်းတင်ရပါလဲဘုဆင်းရဲကလွတ်မြောက်ဖို့မဟုတ်လားနိဗ္ဗာန်မဲ့ဖို့ကိုမျက်မှောက်ပြုဖို့မဟုတ်အဲ့ဒီတန်သွားနောက်မှကြီးမှလုံမယ်တို့ဟုတ်လားနောက်ဘဝတွေတဘဝတွေမှာအေးအေးဆေးဆေးနဲ့မှတို့ဒီနေမှရှိမှတို့မလုံနဲ့ဒါနနဲ့နေကျင့်တတ်မနေပါနဲ့သီလလည်းစောင့်တည်တမထဝိပဿနာဘာဝနာကိုလည်းပဲစီးပြညာတမထဝိပဿနာပြောလို့တော့သိကြီးကြီးပြီးတော့ကြောက်သွားလိမ့်မယ်မနဲ့နေတန်းဖျားရှင်မခိုးဘူးလားခိုးတယ်လို့ပြောရမှာမခိုးရင်ဒါပြေးကြည့်တယ်နော်ဖျားအာယုံပြုတ်တယ်နော်စိတ်ခိုးတယ်ဆိုဟုတ်တယ်မလားအဲ့ဒါဘာလို့တာလဲပရိယောစိတ်လားပရိစိတ်တဲ့ဆိုတာတမထကမ္မဋ္ဌာန်းဆိုဘုရားအာယုံပြုပြီးတော့ပရိစိတ်နဲ့ဒါတမထကမ္မဋ္ဌာန်းတောတဲ့သွားထိုင်မှတမထကမ္မဋ္ဌာန်းမဟုတ်ဘူးအိမ်နဲ့တမထကမ္မဋ္ဌာန်းထိုင်လို့ရတာဗုဒ္ဓနုတ္တိတဲ့ဓမ္မနုတ္တိသံဃာနုတ္တိစသည်အများကြီးရှိအဲ့တော့အ ਨੇ ဆုံးဒီဣတိပိတော်လေးတော့ရတယ်လို့များပါတယ်ဟုတ်လားဘုရားအာယုံပြုတတ်တယ်ဘုရားရှိခိုးတယ်ဒါဘာဝနာတွေပဲတမထကမ္မဋ္ဌာန်းမေတ္တာလည်းဒါပို့တာများပါလိမ့်မယ်နော်မေတ္တာပို့တယ်ဆိုလည်းတမထကမ္မဋ္ဌာန်းပို့ပြီးတော့လေးလေးနဲ့ဖြစ်အောင်ကျင့်ဒီတက်ဒီတိုးပြီးတော့တကဝိပဿနာကမ္မထာလာအထော။ဘာကြောင့်နော်တမထကစိတ်ငြိမ်အောင်လုပ်ပေးနိုင်မယ်စိတ်တကူးအောင်လုပ်ပေးနိုင်မယ်နော်ဇန်တို့ဘာလို့ဘိညာဉ်တို့ထီအောင်ပို့ပေးနိုင်မယ်ဒါပေမဲ့လို့ခုနပြောတဲ့ဝိမထွန်းမြောက်ကြောင့်ကိလေသာပယ်ဖို့ကြတော့ဝိပဿနာကမ္မထာနဲ့ဒါကြောင့်မို့ဝိပဿနာကမ္မထာနဲ့အထောကြဒါဝိပဿနာကမ္မထာဆိုလည်းပြောတော့တာကြီးကျယ်တာပါတကယ်ထိုင်နေတာကတော့ instruction အနေနဲ့ကတော့လွယ်လေးပါအဲ့ရတကယ်ထိုင်တာကတော့ခက်တာပေါ့ဟုတ်တယ်မလားကိုယ်စိတ်ကိုထိန်းရတာဟုတ်ခုနပြောတယ်စိတ်ကလေးကိုဒီအာယုံမော်ရင်ဖြစ်တီးနေအောင်ဆိုတာကတော့တော်တော်လေးကျင့်ကြရတာပေါ့ဒါနနဲ့တင်ကျင့်တတ်မနေကြပါနဲ့အထူးသဖြင့်အခုဒီနိုင်ငံရောက်တဲ့ဓမ္မတွေဒါပြောခြင်းသီလဘာဝနာပါအာထုပ်ပါရှင်းရှင်းပြောရရင်သာသနာတော်နဲ့တွေ့ရကြနှက်အောင်ကျင့်ကြံကြပါသာသနာတော်နဲ့တခါတွေ့ဖို့ဆိုတာအများကြီးခဲရင်ဘဝအရာအထောင်ကျင့်လဲသာသနာနဲ့တခါတွေ့ဖို့အများကြီးခဲရင်လေးတင်ချင်တဲ့ကဘာတသိန်းအသိချင်းမှာ140 zeros အဲ့ဒါမျိုး၄ခုလေးသိချင်းဆိုကဘာတဲ့တကဘာဘယ်လောက်ကြာတော့မပြောနိုင်ဘူး10မိုင်လောက်ရှိတဲ့ကြောက်တုံးကြီး10မိုင်ပတ်လည်လောက်ရှိတဲ့ကြောက်တုံးကြီးကိုလည်းအနှစ်တရာမှတစ်ခါသွားပြီးတော့ဂျပန်ပေါ်ပါဝါလေးနဲ့သွားပုတ်တယ်အဲ့လိုပုတ်လို့ကြာတော့အဲ့ကြောက်တုံးကြီးကုန်သွားလိမ့်မယ်အဲ့တကဘာမကုန်သေးဘူးလေအဲ့လောက်ကြာအဲ့လိုကဘာပေါင်းလေးသိချင်းနဲ့တသိန်းဘယ်လောက်ကြာမလဲမနဲ့ပြောနေအဲ့ဒီမှာဘုရားဘယ်နှစုပဲပွင့်လို့24စုဘုရား24စုပဲပွင့်ဘုရားတစုပွင့်တော့ကြုံမဘလောက်ခင်းရင်ဒါတော့မှအဲ့ဒီဘုရားပွင့်နေစဉ်ကိုကလူဖြစ်နေဦးမှာအဲ့ဒီဘုရားပွင့်နေနေဟာကိုကလူဖြစ်ဦးမှာဘုရားအိန္ဒိယပွင့်နေအမေရိကန်လာလူဖြစ်နေဟာသွားမှာနော်ဘုရားပွင့်နေခြင်းကိုကတရိษံဖြစ်နေငရဲကြနေတွေ့ရကြမလားအေးအခုအလွန်ကံကောင်းတဲ့အတွက်ကြောင့်မို့ဘုရားနဲ့တွေ့တာဘုရားသာသနာရှိသေးတဲ့အတွက်ကြောင့်မို့ဘုရားနဲ့တွေ့ရတယ်လို့ပဲဆိုရတယ်ဘုရားတရားတွေရှိတယ်ကိုဟိုမှာစာအုပ်တွေကျမ်းစာတွေရှိတယ်ဘုရားတရားဟောမဲ့ဘုန်းကြီးတွေရှိတယ်အဲ့လိုတွေ့ရတဲ့အခါမှာတွေ့ရကြနှက်အောင်ကြိုးစားကြပါပေါ့ဆဆမနေချင်နဲ့ဒီခွင့်ရမျိုးနောက်တစ်ဘဝရဖို့မပြောနိုင်ဘူးရချင်မှရမှာဒါတော့ကောင်းတဲ့ခွင့်ရဒါနနဲ့သာကျင့်တတ်မနေကြပါနဲ့တီလကိုလည်းပဲတတ်နိုင်သမျှဆောင်ထိန်ကြပါတမထဝိပဿနာဆိုတဲ့ဘာဝနာကိုလည်းပဲတတ်နိုင်သမျှကျူးစာပွားများအားထုတ်ကြပါလို့